Prima brand ကနေတက်ထက်ရှိထားတဲ့ Cozy Pop series တွေကမှာ ANC ENC လို့ပေါ်ပါတဲ့ Apple လေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ANC နဲ့ ENC ဆိုတာဘာလဲဆိုတာကိုအရင်ဦးဆုံးရှင်းပြပေးချင်ပါတယ်ရှင်။ ANC ရဲ့ရှေ့ကောက်ကတော့ Attenuate Cancellation လို့ခေါ်ပါတယ်။သူကလူရှုပ်ပြီးစူညံတဲ့နေရာတွေမှာတချင်းနှာထောင်ရင်ဒီကစူညံတဲ့တွေဝင်မလာအောင်ဖျောက်ပေးပြီးတော့ကိုနှာထောင်မဲ့တချင်းအတန်ကိုပဲကြည်လင်ဆုံးကြားရအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင်။ ENC ဆိုတာကတော့ Ammonova ရဲ့ Noise Cancellation လို့ခေါ်ပါတယ်။နံပါတ်ပေါ်တွေမှာဖုန်းပြောနေမယ်ဆိုရင်တော့ဘေးကစူညံတဲ့တွေကိုမိုက်ကနေ auto ဖြတ်ချပေးပြီးတော့တစ်ဖက်လူကကိုယ့်ရဲ့အတန်ကိုပဲရှင်းရှင်းလင်းလင်းကြားရအောင်လုပ်ပေးတာဖြစ်ပါတယ်ရှင်။ ENC မဟုတ်ပါတဲ့အပြင် gaming mode လေးပါထည့်ပေးထားဖြစ်လို့ game ဆော့တဲ့ခါမျိုးတွေမှာအတန်နောက်ကျရေးဖြစ်တာမဖြစ်တော့ဘူး။ Bluetooth version အနေနဲ့ဆိုရင်လည်း 5.4T ကိုသုံးပေးထားတာဖြစ်ပါတယ်။ Charging case ထဲမှာဆိုရင် battery mAh က900mAh ကိုသုံးပေးထားတာဖြစ်ပြီးနှစ်ပတ်စီမှာဆိုရင် 35mAh ကိုသုံးပေးထားတာဖြစ်လို့6နာရီကြာ standby အသုံးပြုလို့ရနိုင်ပါတယ်။ Silicone အစွပ်လေးနဲ့ဆိုတော့တနေ့ကုန်တက်ထားလဲနားနာမှာစိတ်ပူကြမလို့တော့ပါဘူးရှင်။ Design မှာဆိုလဲဘယ်သူနဲ့မှမတူအောင်မတ်တိုင်းနဲ့ glass တိုင်းပေါင်းပြီးတော့ထုတ်ပေးထားတာဖြစ်လို့ခိုင်လိုက်ကြနဲ့လှပတဲ့အမြင်လေးရရှိစေပါတယ်။ ဒီကောင်လေးကတော့ Cozy Buzz W28L ပဲဖြစ်ပါတယ်။ ANC mode အပြင် Transparency mode လေးပါထည့်ပြီးတော့သုံးပေးထားတာဖြစ်ပါတယ်။ Bluetooth version အနေနဲ့ဆိုရင်နောက်ဆုံး version 6.0 ကိုသုံးပေးထားတာဖြစ်ပါတယ်ရှင်။ Battery မှာဆိုရင် 350mAh ပေါင်းမှာဖြစ်ပါတယ်။နှစ်ချက်တစ်ပတ်စီမှာဆိုရင် 35mAh သုံးပေးထားတာဖြစ်လို့6နာရီကြာ standby အသုံးပြုလို့ရနိုင်ပါတယ်။ Design ပိုင်းမှာဆိုရင်လည်း suitcase pouch လေးနဲ့ဆိုတော့စမတ်ချက်ချကိုင်းနေတဲ့ customer တွေအတွက်အရေးချက်တင်ဆုံး model လေးဖြစ်ပါတယ်ရှင်။ဒါလေးကတော့ကျန်းကျန်းတန်းတန်းကိုင်တဲ့ခြင်းနဲ့ကိုမမတွေအတွက်ထုတ်ပေးထားတာဖြစ်ပါတယ်။ Align Best and Silk လေးပဲဖြစ်ပါတယ်။ Touch Body နဲ့ဆိုတော့တိုက်လောက်ကျန်းသူကတော့မှုမှာမဟုတ်ပါဘူး။ Bluetooth version အနေနဲ့ဆိုရင် 5.4T ကိုသုံးပေးထားတာဖြစ်ပါတယ်။ High resolution sound quality နဲ့ဆိုတော့ကြည်လင်ပြတ်သားပြီးညဉ့်ညောင်းတဲ့အတန် quality ကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ Remote ထဲကနေပြီးဈေးနှုန်းတင်ပြီးအကျန်းထန်တဲ့ model လေးကိုရှာနေရဆိုရင်တော့ Align M6 လေးကိုပဲညွှန်ပေးပြရစေရှင်။မက်ဆက်တန်းကနန်းလောက်နဲ့ quality ကောင်းတဲ့ Apple မျိုးရှာနေရဆိုရင်တော့ Cozy Buzz ရဲ့ W39 လေးရှိပါတယ်ရှင်။ Digital display လေးနဲ့ပြပေးတာဖြစ်လို့နှစ်ချက်တစ်ဖက်စီမှာအားဘလောက်စီဝင်နေတယ်ဆိုတာအစားအသေးစိတ်အတိအကျကြည့်လို့ရမယ်။ Bluetooth version အနေနဲ့ဆိုရင်လည်း 5.4T ကိုသုံးပေးထားတာဖြစ်ပါတယ်။ Silicone ထောက်စွပ်မကြိုက်တဲ့ကျွန်တော်တို့လို customer တွေအတွက်ကတော့ဒီနှစ်ချက်ကအရွေးချယ်သင့်ဆုံးပါပဲ။ Battery မှာဆိုရင်လည်း 400mAh ကိုသုံးပေးထားတာဖြစ်ပါတယ်။နှစ်ချက်တစ်ဖက်စီမှာဆိုရင် 35mAh ကိုသုံးပေးထားတာဖြစ်လို့အချိန်တော်တော်ကြာကြာအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ Design ပိုင်းမှာဆိုရင်လည်း classic ဆန်ဆန်လေးနဲ့ဆိုတော့ဘယ်နေရာသွားကင်ရတာအမြင်တင့်တယ်စေပါတယ်ရှင်။နောက်ဆုံးအနေနဲ့ ANC mode LED digital display silicone earbuds ဘတ်ဂျက်တောင်းကနန်းလောက်နဲ့လိုအပ်ချက်အားလုံးကိုတစုတစည်းထဲမှာရနိုင်တဲ့ Cozy Buzz JZ01 Bluetooth version က 5.4 battery case ထဲမှာ 400mAh နှစ်ချက်တစ်ဖက်စီမှာဆိုရင် 35mAh ကိုသုံးပေးထားတာဖြစ်ပါတယ်။ model အားလုံးမှာဆိုရင်လည်း Type C charger box ကိုသုံးပေးထားတာဖြစ်ပါတယ်။ကဲဒီလို quality ကောင်းတဲ့ Apple တွေအားလုံးကို Huawei Electronic Mobile မှာတစုတစည်းရရှိနိုင်ပါပြီရှင်။ Hey killer, baby, let me fuck with ya. Big step up.